လေရင်ပေါ်မှာအဖိုးကြီးတယောက်ဟာတော့တရက်မူမေးပြီးလဲကျသွားတာကြောင့်လေရင်မဲ့၃ယောက်ကြောက်လန့်သွားကြတယ်သူတို့ကသူ့ကိုကဲတင်ဖို့ CPR လုပ်ကြတယ်ဒါပေမဲ့သူ့အဝတ်စားတွေကိုဖွင့်လိုက်တော့ဦးကြီးရဲ့ကိုလုံးမှာရွှေတွေပက်ထားတာကိုတွေ့လိုက်ရတယ်သူမကချက်ချင်းပဲကပတိန်ကိုအကြောင်းကြားလိုက်ပြီးလေရင်ကချက်ချင်းနောက်ပြန်လှည့်သွားတယ်လေရင်မဲ့၃ယောက်ကအဖိုးကြီးတည်ဆုံသွားရင်ရွှေတွေကိစ္စကိုဘယ်လိုလုပ်မလဲဆိုပြီးတိုင်ပင်နေခဲ့တယ်ဒါပေမဲ့၃ယောက်သားတေချာစဉ်းစားပြီးတဲ့နောက်ရွှေတွေကိုလေကြောင်းလိုက်ရဲ့တာဝန်ရှိသူတွေကိုလွှဲပြောင်းပေးဖို့ဆုံးဖြတ်လိုက်ကြတယ်တာဝန်ရှိသူတွေကသူမတို့၃ယောက်ကိုစုငွေမချိမြင့်တဲ့အပြင်ဒီလူပါကြောင့်တည်ဆုံသွားတယ်ဆိုတာစစ်ဆေးခံနေရပါတယ်သူတို့၃ယောက်ကဒီကိစ္စကိုကိုစဉ်းစားပြီးတန်တရားဝင်လာကြတယ်ဖိုးကြီးကတွေးတူးနေတာတိလျက်နဲ့ပါကြောင့်ဒီရွှေတုံးတွေကိုဖတ်ပြီးလေရင်စီးခဲ့ရတာလေဒါပေမဲ့စုံစမ်းစစ်ဆေးပြီးတဲ့နောက်ဖိုးကြီးကရွှေမောင်ကိုရောင်းဝယ်တဲ့ဥဆောင်ရေးသမားတယောက်ဖြစ်တယ်ဆိုတာသိလိုက်ရတယ်တကယ်နောက်ွယ်ကသူထိကခုချိန်ထိပုံမလာခဲ့ပါဘူးကံကောင်းတာကသူတို့တည်းကတယောက်မှဖိုးကြီးရဲ့ဖုန်းပါလာခဲ့တယ်သူတို့ကဖိုးကြီးရဲ့ဖုန်းကုန်နံပါတ်ပါတဲ့တထေးဆိုတဲ့ဖုန်းနံပါတ်တစ်ခုကိုဆက်သွယ်ခဲ့တယ်တထေးကတွတ်ဆုပ်ခြင်းမရှိဘဲသူမတို့နဲ့တွေ့ဆုံမှုသဘောတူခဲ့တယ်သူတို့၃ယောက်ကသူထေးစီသွားတွေ့တဲ့အခါထိုသူထေးကဒူဘိုင်းကိုတီးရွှေတွေကိုလွှတ်ဝက်တယ်ဆောင်ပေးရင်သူတို့တဦးစီကိုဒေါ်လာ3000စီပေးမိဟုကမ်းလှမ်းခဲ့တယ်ဒီဒေါ်လာ3000ဆိုတဲ့ပမာဏကမင်းတို့10နှစ်အလုပ်လုပ်ရင်တောင်ရမှာမဟုတ်ဘူးလို့ပြောခဲ့တယ်တထေးကကဲ၍အစီအစဉ်တစ်ခုခုလွှဲချော်ခဲ့ရင်မင်းတို့မိသားစုလိုက်ပြန်ပေးဆက်ရမယ်လို့ပြောတယ်သူတို့၃ယောက်သားသဘောတူလိုက်ကြပြီးဘယ်သူမှမရိပ်မိအောင်လေရင်ပေါ်ဘလို့တဲရမလဲတိုင်ပင်ခဲ့ကြတယ်ထို့နောက်သူမတို့ကရွှေတွေကိုအရေးပြောအောင်လုပ်ပြီးအထူးပုံစံခွက်တွေထဲလောင်းထည့်ပြီးအေးခံကရွှေလုံးတစ်လုံးချင်းစီကိုချောကလက်တွေနဲ့ညင်ညညာတုပ်လိမ့်ကြတယ်အချောက်ခံပြီးနောက်ဆုံးမှာချောကလက်တွေအဖြစ်တစ်ခုချင်းစီထုတ်ပိုးပြီးယူသွားကြတဲ့ပြင်ဆင်မှုတွေနဲ့အတူ၃ယောက်သားယူနီဖောင်းတွေဝတ်ပြီးရေစိတ်ကိုထွက်လာကြတယ်ရေစိတ်ဝန်ထမ်းတွေနဲ့ပူးပေါင်းပြီးအမှားရမရှိဆောင်ရွက်ကြတယ်တထေးကသူကတိအတိုင်းတယောက်ချင်းစီကိုဒေါ်လာ3000ပေးလိုက်တဲ့အခါသူတို့၃ယောက်ကဝမ်းသာစွာနဲ့ပြုံးလိုက်ကြတယ်အဲ့ဒီနောက်မှာတော့သူတို့၃ယောက်ဟာရာဒူအာနာကိုအလွဲသုံးစားလုပ်ကကိုကျိုးအတွက်အမျက်ရှာပြီးငွေကိုရေးလို့သုံးနိုင်ခဲ့ကြပါတော့တယ်နောက်ထပ်ဗီဒီယိုတွေအတွက် follow ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်